Hallelujah. Amen. Hallelujah. Shalom. 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 ဘေးနာလူတွေကိုတစ်ချက်လောက်ပြောပါအောင် Shalom ဆိုပြီးမှနှုတ်ဆက်ရင်းနဲ့ကျွန်တော်တို့ထိုင်နေနေရာနေမတည့်ရပြီးတော့ဘုရားရှင်ကိုကိုယ်ကိုယ်ဖို့အာမင်တက်ကြွလဲကြွလဲအာမင်ထိုသက်ရှင်တဲ့ဘုရားကိုအားရပါနဲ့ချီးမွမ်းကြမယ်အာမင်ဒီနေ့တရားချီးမွမ်းချက်ကတရားရန်သူတွေကိုပြိုလဲစေမှာဖြစ်တယ်အာမင်ဘေးနာမိတ်ဆွေတွေကိုတစ်ချက်လောက်ပြောပါအောင်ဒီနေ့တရားချီးမွမ်းချက်ကတရားဟိုရန်သူတွေကိုပြိုလဲစေမှာဖြစ်တယ်ဆိုပြီးမှကျမတို့တစ်ချက်လောက်ပြောရအောင်အာမင်အာမင်ရန်သူတွေပြိုလဲတဲ့အချက်ကိုချီးမွမ်းကြမယ်အာမင်ကျွန်တော်တို့ရန်သူတွေကဘေးနာလူတွေမဟုတ်ပါဘူးမြင်တွေ့တဲ့ရန်သူတွေကိုပြောတာမဟုတ်ပါဘူးအာမင်အာမင်အယပါယနဲ့ထိုဖျားကိုချီးမွမ်းကြမယ်Shut
ထူနာမတကားတဲ့အချင်းမြတ်ဆုံးနာမတော်ကိုဆက်လက်ပြီးတော့အားရပါနဲ့ချီးမွမ်းကြမယ်အာမင်လူငယ်တွေရှိကိုထွက်လာပါကျေးဇူးပြထွက်လာပါဒီနေ့တရားချီးမွမ်းခြင်းကတိကိုလွတ်မြောက်စေမှာဖြစ်တယ်တရားနာယောဂကိုငဲစေမှာဖြစ်တယ်အာမင်ထွက်လာပါလူငယ်တွေရှင်ဘုရားကောင်းကင်ဘုရားရှင်
Chare Pia, a chain ye, piensen pido Pia, Chino Guguedo Pia ba, Shaka tengo tanaire, Shaka tengo la low night, yeah. A chain me piensen pime, young chide. Joy ten I'm pin nine doy, 10 doy am she be. Gurata night day, the chade, yes Lord. Don't the shin long, now your gala chama say. Love she adore you, I love go past it. Shout to the Gemma, Sayer, say to say that. Brudo Pele. Three children, you so that go piante. Cantando buchigado, twin down, let's say that. Brudo Pele. Yeah.
မရှိတဲ့တော့ရဲ့နိုင်လာကိုပါစေချောင်းတွေရဲ့မှာစာရဲ့ကိုရောရဲ့မှုတွေကိုရောကိုချစ်စကိုရောပြရမှုတွေလမ်းမရှိတဲ့တော့ရဲ့နိုင်လာကိုပြရဖယားကိုပြန်ယူစုရတဲ့ကိုပြန်ခိုင်ခါတော့ကိုချေခဲ့တော့တွင်ပြောင်းလဲစေတာကိုရောပဲယုံကြည်တယ်ကိုရောကိုယုံကြည်ပါတယ်ကိုတော်လုံးပေးမယ်စိတ်ချနေမယ်ဘယ်တော့မှတော့မချရဖေးကိုတော်တတ်နိုင်တယ်တကယ်ကိုတတ်နိုင်တယ်ကျွန်တော်ဖေးကိုရောလုံးပေးမယ်စိတ်ချရှိတဲ့တော့ရင်နိုင်လမ်းကိုပါစေချောက်တွေ့တဲ့ရဲ့မှာစာရည်တွေရှိထွက်စီတာကိုတော်ပဲAmenတွေ့ချောက်တဲ့ယူစုတဲ့ကိုပြန်တွင်ခိုင်ခါတော့ကိုချေခဲ့တော့ပြန်ပြောင်းလဲစီတာမရှိတဲ့တော့ရင်နိုင်လမ်းကိုပါစေအချောက်တွေ့တဲ့ရဲ့မှာဆိုင်ရရှိထွက်စီတာ
的优秀的狗变看看到不去给到对变来西拉古罗贝是的也奈兰过面色美的，哦，是那这个面色耶稣，哦，被咒骂了那么加不，啊，前面也变成美的，哦，耶稣，高面的，古罗高面的，哈利路亚。耶稣，哈利路亚！ဒီကနေ့ကိုရောပြုတဲ့မှုတဲ့တဲ့ကိုရောကိုယေရှုတင်နေဖဖျားတသမီးတို့လည်းမတူပါရှိတော်မူသောကြောင့်တရှင်တော်ဝိညာဉ်တော်ဖဖျားကိုရောကိုယေရှုတင်ပါတယ်ဒီကနေ့ချင်းမကိုကိုယ်ချင်းလည်းမတသမီးတို့စိတ်အားငယ်နေတော်၎င်းမကြမ်းမာတော်သူကိုတော်၎င်းအတတဖန်ကိုရောခွာတဲ့ကိုပြေတော်မူသောကြောင့်ကိုရောကိုယေရှုတင်ပါတယ်လမ်းမရှိတဲ့ရမလမ်းကိုပြင်ဆင်ပေးတဲ့ဖေယားအိုးကျွန်တော်တို့ဖေယားအိုးကတိတော်ကိုမြဲတမ်းတည်တဲ့ဖေယားအိုးထွက်တဲ့ရှင်ရဲ့ဖျားကိုကိုရောကိုယေရှုတင်ပါတယ်အိုးချီးမွမ်းခြင်းကိုပြုတ်ချလို့ဆုံးကိုကိုရောကိုပေးရပါတယ်ဟာလေလုယာဟာလေလုယာအိုးဟာလေလုယာကိုရောယေရှုတင်နေအချိန်နာရီလုံးစုံတို့ကိုကိုရောကိုလက်ထက်အနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြုလက်ဆုတောင်းစကားနံပါတ်ဖပြသခင်အာမင်哈利路亚！ဖျားရှင်ကောင်းမြတ်တယ်အာမင်ကျွန်တော်တို့ဝတ်ပြုကိုခဲ့တဲ့ချိန်မှာလည်းဖျားရှင်အတူအထိစကားပြောမယ်လို့ယုံကြည်ပါတယ်အာမင်ကျွန်တော်တို့ချင်းဆိုတဲ့ကဲ့သို့ဖျားရှင်ရဲ့ကောင်းမြတ်ကြောင်းကိုကျွန်တော်ဝန်ခံရအောင်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဆိုပြီးတော့၃ချိန်ယုံကြည်ခြင်းနဲ့ဝန်ခံရအောင်အာမင် Let's go 1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာအာမင်ပြီးတော့ကျွန်တော်အလုတ်အကိုင်တချို့ဒီမရှိသေးဘူးနော်လုံးဝစိတ်မပူနဲ့ယုံကြည်ခြင်းနဲ့ဝန်ခံရအောင်ဖျားပြင်ဆင်ပေးမယ်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာအာမင်၃ချိန်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့အနာဂတ်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလုတ်ကိုင်းနဲ့အနာဂတ်ပေါ်မှာအာမင်ဒါတွေမကပဲကျွန်တော်တို့ရဲ့အတင်းတော်ပေါ်မှာလည်းဖျားရှင်ကောင်းမြတ်တယ်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အတင်းတော်နဲ့တိုင်းနိုင်ငံပေါ်မှာလို့ပြောရအောင်အာမင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အတင်းတော်ပေါ်မှာတိုင်းနိုင်ငံပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်ပေါ်မှာတိုင်းနိုင်ငံပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်တင်းတော်ပေါ်အတိုင်းနိုင်ငံပေါ်မှာအာမင်ခုနကျွန်တော်တချစ်ဆိုတဲ့တခေါလောက်ဝင်ခါရအောင်ကိုရောတတ်နိုင်တယ်ဗါလဲကိုရောတတ်နိုင်တယ်ကိုရောပေးနိုင်တယ်ယုံကြည်စိတ်ချတယ်နော်โอเคကိုရောကစကားပြောတယ်လို့ပေါ့နော်ကျွန်တော်တို့ပြောရအောင်တငယ်ချင်းလို့ပေါ့နော်
ကိုရောတတ်နိုင်တယ်ပေးနိုင်တယ်ဆိုတော့ကိုရောကိုယုံကြည်တယ်နော်โอเค3ချိန်1 2 3ကိုရောတတ်နိုင်တယ်ပေးနိုင်တယ်ဆိုတာကိုရောကိုယုံကြည်တယ်နော်ကိုရောတတ်နိုင်တယ်ပေးနိုင်တယ်ဆိုတာကျွန်တော်ယုံကြည်တယ်နော်ကိုရောတတ်နိုင်တယ်ပေးနိုင်တယ်ဆိုတာကျွန်တော်ယုံကြည်စိတ်ချတယ်နော်အာမင်အာမင်ကျွန်တော်ဝင်ခံတဲ့ကဲ့သို့ဖျားရှင်သူရဲ့ကောင်းမြတ်ခြင်းကိုအရောက်စီတိုင်းပေးမှာဖြစ်တယ်အာမင်ဒီနေ့ဆီယမမပါသေးဘူးเนาะကျွန်တော်တို့ဒီမှာလာတဲ့ရောက်စီတိုင်းပေါ်မှာပထမအချိန်မြန်မာစီစဉ်ဆိုရင်လက်ထောင်ပေးပါကျွန်တော်တို့ကောင်းကြီးပေးပြီးတော့ကြိုဆိုခြင်းတယ်ဘယ်သူရှိလဲတယောက်2ယောက်3ယောက်4ယောက်ဝေါကျေးဇူးပြုတော့မတ်တရားပေးပါเนาะဆီယမနဲ့ဆီယဇန်ပေါเนาะဆီယဇန်ပေါမတ်တရားပေးပါကျွန်တော်တို့ကောင်းကြီးပေးခြင်းတယ်အာမင်ဖျားရဲ့တာသမီရောက်စီတိုင်းကောင်းကြီးရပါစေအာမင်1 2 3ဖျားရဲ့တာသမီရောက်စီတိုင်းကောင်းကြီးရပါစေနောက်တစ်ချိန်ဖျားရဲ့တာသမီရောက်စီတိုင်းကောင်းကြီးရပါစေနောက်တစ်ခါဖျားရဲ့တာသမီရောက်စီတိုင်းကောင်းကြီးရပါစေအာမင်ကျေးဇူးပြုထိုင်ပေးပါခဏနေကြရင်လဲတက်တိခံခြင်းလားတချင်းဆိုခြင်းလားကျွန်တော်ချိန်ပေးမယ်ဖြစ်တယ်အာမင်ပြီးတော့အခုကျွန်တော်တို့ဖျားပေးတဲ့လူငွေပေါ့နော်အကောင်းဆုံးသောဖျားအတွက်အလူငွေကျွန်တော်တို့ပြင်ဆင်ရအောင်ကိုရောဒီလောက်နဲ့ကိုရောကိုချစ်တယ်ဆိုပြီးတော့နော်ကျွန်တော်တို့ရဲ့ဘလောက်ချစ်တယ်လဲငွေနဲ့ပြည့်ရအောင်အာမင်စကမ်ပေးမယ်ဆီယမနုရဲ့ကောက်ခံပေးမယ်ရောက်စီတိုင်းတစတဲ့မှာပဲဂုံတို့တချင်းဆိုပေးမယ်lalboyကိုလက်ခုပ်တီးပြီးတော့ကျဆရအောင်အလူငွေများဆက်ကရအောင်ကိုရောကျေးဇူးတင်တဲ့ယနေ့ထည့်တဲ့သမီးသားသမီးများအပေါ်မှာကိုရောရဲ့ကောင်းချီးများကိုအသည့်တပံပြတော်မူသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်ကိုရောရဲ့နိုင်ငံတော်အတွက်ပါဝင်ရမယ့်အလူငွေများအတွက်ပေါ်မှာလဲကိုရောသားသမီးရောက်ချင်းစီတိုင်းပေါ်မှာပေးကမ်းသောအလူငွေများနဲ့အတူကိုရောရဲ့တိုင်းနိုင်ငံကိုရောရဲ့နိုင်ငံတော်ကျေးပြန့်စေမယ့်အလူငွေများဖြစ်စေတော်မူပါပေးကမ်းခြင်းပေါ်မှာလဲကိုရောရဲ့ချမ်းသာကြွယ်ဝမှုနဲ့အညီအစတဆယ်အစတရမှာကချပေါ်၍ကြွယ်ဝသောအသည့်အလူငွေများဖြစ်စေတော်မူမိကြောင့်တပါးတည်းသောယေရှုနာမကိုအမြဲကျိုးလက်အလူငွေများကိုတော့ထက်လက်ထဲသောအာနံပိုင်ဖာပြသခင်
보자 야매진지 알로 구로구라이 가유 가다이 보무 비케비 비카티치 말루 냐우푸 구로신다 마케이 지노 바마 마탄나이바 구로신다 야야 구로신다 지노 옐로소 틱타이레 스웨타 친구 가야 또도 예수자 빈메대야 진짜 말로 냐비 틱타이레 스웨타 친구 가야 또도 예수자 그리 도라이 위칸 아브라함 위비비 틱타이레 스웨타 친구 가야 또도 예수자 빈메대야 진짜 말로 냐비 틱타이레 스웨타 친구 가야 또도 예수자 그리 도라이 위칸 아브라함 위비비 Merci comme tu veux baser. Bega chin to la gaung gong no de chin ne pa wan to yaw si dai phya sin kaung ji pe ba seကျွန်တော်တို့ဒီမြန်မာစီစီမှာပေါ့နော်တစ်တီခံဖို့လာတယ်ဆိုတဲ့သူရှိလားမခံမနေပဲမနေနိုင်ဘူးဆိုတော့တယောက်နှစ်ယောက်လောက်အချိန်ပေးရှင်တယ်ရှိလားမရှိဘူးလားမရှိဘူးဆိုတော့ကျွန်တော်တို့ဇမ်ပေါရှိလားမရှိဘူးကျွန်တော်တို့အနုကပတ်တော်ထဲဝင်ရအောင်အာမင်ကျွန်တော်တို့စိတ်နှလုံးပြင်ဆင်ပြီးတော့အသုံးပြုမဲ့ဆီယမနောကဖောနော်အတန်ထက်မမှုစကုလပေးပါဒီခုနနေကြကနောကညိုဖောโอเคအပိအဆုံးဆီယမမေးစပေးပါနော်လက်ခေါ်တီးပြီးတော့ကျူဆူရအောင်ဟာလေလုယာဆိုတော့ကျွန်မဘေးရောက်ကျွန်မနာမည်အဲ့လိုပြောင်းပြန်ဖြစ်နေကြပဲပေါ့နော်ကိစ္စမရှိပါဘူးဆိုတော့ကညောဖောလို့ခေါ်ပါတယ်လို့နော်ကညောဖောလို့ခေါ်ပါတယ်ဆိုတော့တွေ့ရတာအယံဝမ်းတာတယ်ဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့ဒီညမှာရောက်တဲ့အခါမှာတက်ရှင်တော်ဝိညာဉ်တော်ကထင်ရှားနေတာဖြစ်တယ်နော်ဆိုတော့ချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းအပြင်ဖခင်ရဲ့တူတီခြင်းနဲ့ခံစားရမယ်နှုတ်ကပတ်တော်အပြင်လည်းဖခင်ဆက်လက်ပြမစကားပြောမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်မရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ဟာဒီနေ့ချီးမွမ်းခြင်းထဲမှာတော်တော်များများပါခဲ့ပြီဖြစ်တယ်နော်ဆိုတော့ဝိညာဉ်တော်ကအလွတ်လုပ်တဲ့အခါမှာတစ်ဆက်တည်းအလွတ်လုပ်တာဖြစ်တယ်ပေါ့နော်ဆိုတော့အရောက်ချင်းစီတိုင်းအလာနဲ့အပြန်နဲ့မတူတဲ့ကောင်းချီးမင်္ဂလာနဲ့ဒီနေ့ပြန်ရမှာဖြစ်တယ်နော်ဆိုတော့ကျွန်တော်နှလုံးသားကိုဖွေးဟာပြီးမှနှုတ်ကပတ်တော်ခံယူဖို့အရန်ရေးကြီးတယ်ဆိုတော့ကျေးဇူးအများကြီးတင်တယ်ကြိုဆိုပေးတဲ့အချိန်ပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကျွန်မအနေနဲ့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးနဲ့စရအောင်နော်ဆိုတော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတကားဝမှာရှိတဲ့အရန်သူဆိုပြီးတော့မှကျွန်မခေါင်းစဉ်ပေးထားတာဖြစ်တယ်။ကဲပြောကြည့်ပါဦးဘာဖြစ်လဲ။တကားဝမှာရှိတဲ့အရန်သူနော်ဆိုတော့တကားဝမှာရှိတဲ့ရန်သူလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအသက်တာအထဲမှာအမြဲတမ်းရန်သူကကျွန်တော်တို့ကိုအမြဲတမ်းချာမြောင်းနေတာဖြစ်တယ်။နော်ဆိုတော့အဝေးမှာမရှိဘူးကျွန်တော်တို့တစ်ချက်လေးတည်းလွတ်ပြီးဆိုတာနဲ့
လာပြီးတော့မှဆွဲစားမယ်ဆိုတာကြီးပဲเนาะဆိုတော့ရန်သူကကျမတို့ကိုအမြဲတမ်းချောင်းမြောင်းနေတာဖြစ်တယ်တကားဝမှာပဲရှိနေတာဖြစ်တယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာအမြဲတမ်းတမာတတိနဲ့အသက်ရှင်ဖို့အတွက်အရန်ရေးကြီးတယ်ဆိုရာကိုဒီနေ့ပြောချင်တာဖြစ်တယ်เนาะအဲကြောင့်ဒီနေ့ထိုတမာတတိနဲ့အသက်ရှင်တဲ့ကျမ်းစာထဲမှာရှိနေတဲ့ရှင်ဘုရင်တယောက်ရဲ့အကြောင်းနဲ့ကျွန်တော်တို့စားရောက်လေเนาะဆိုတော့ကျမရဲ့အခြေပြုကျမ်းကကြတော့ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး20ဖြစ်တယ်เนาะရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး20ဖြစ်တယ်ဒါပေမဲ့အခန်းကြီး7အရင်သွားရအောင်เนาะအခန်းကြီး7အခန်းငယ်1ကနေပြီးတော့မှ6ကိုအရင်သွားရအောင်ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး7အခန်းငယ်1ကနေပြီးတော့မှ6တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့အတူတူကဖတ်ရအောင်လေနော်ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး7ခန်းငယ်1ကနေပြီးတော့မှ6 Okay အဲ့ဒါဆိုကျွန်မအရှေ့ကနေဖတ်သွားမယ်နော်အာတတာယောရှဖတ်သည်ခမဲတော်အရာ၌နန်းထိုင်၍ဣတိလနိုင်ငံတပည့်မိမိကိုခိုင်ခတ်စေ၏ယူရပြည်တွင်ခိုင်ခန့်သောမြို့ရှိသမျှတို့၌တက်သားများကိုထား၏ယူရပြည်အရရက်တို့၌၎င်းအေဖရိမ်ပြည်မှာခမဲတော်အာတတိုက်ယူသောမြို့တို့၌၎င်းမြို့ဆောင်တက်အတီးတီကိုခံထား၏ခမဲတော်သည်အရင်လိုက်သောလမ်းသို့ယောရှဖတ်လိုက်လျက်ဘာလဖျားတို့ကိုမစီးကဲယောရှဖတ်လက်၌နိုင်ငံတော်သည်ယောရှဖတ်လက်၌တည်စေတော်မူသည်ဖြင့်ယူရပြည်သားအပေါင်းတို့သည်လက်ဆောင်များကိုဆောင်ခဲ့ကြ၏ဂုံအတရေနှင့်စီးစိမ်ဥစ္စာများတော်လေသာရဘုရားဤတရားလမ်းတို့၌စိတ်ဆွဲလန်း၍မြင့်သောအယက်နှင့်အာရှာရပင်တို့ကိုယူရပြည်မှပယ်ရှားတော်မူ၏ဆိုတော့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အခန်းကြီး20ထဲမှာဖြစ်တယ်။ဒါပေမဲ့အခန်းကြီး20မတိုင်ခင်အခန်းကြီး7ကိုလာရတဲ့အကြောင်းရင်းရှိပါတယ်။เนาะဒီနေရာမှာဘယ်သူ့ကိုတွေ့ရမလဲဆိုလို့ရှိရင်ယောရှဖတ်မင်းကြီးကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။เนาะဆိုတော့ तू ကသူ့ရဲ့ခမဲတော်ရဲ့နေရာမှာ तू နန်းထိုင်တယ်။နန်းထိုင်တဲ့အခါမှာဣသီလနိုင်ငံတစ်ဘက်မှာမိမိကိုခိုင်ခန့်စေတယ်။เนาะယူရပြည်အတွင်းမှာခိုင်ခန့်သောမြို့ရိုးရှိသမျှတို့မှာဘာဖြစ်လဲဆိုတော့တက်သားများကိုထားတယ်။အဲ့ဒီအချိန်ကာလတုန်းက तू နေတဲ့သူ့ရဲ့တိုင်းပြည်ကတည်ငြိမ်အေးချမ်းနေတယ်ဘာမှမဖြစ်သေးဘူးเนาะရန်သူလည်းလာရောက်တိုက်ခိုက်ခြင်းမရှိသေးဘူးเนาะဒါပေမဲ့ဘာတွေ့ရလဲဆိုတော့အဲ့ဒီမှာယောရှဖတ်ကသူ့ရဲ့တိုင်းပြည်ကဒီတိုင်းတည်ငြိမ်အေးချမ်းနေတော့ညာလဲပဲသူဒီတိုင်းမနေဘူးเนาะဘာလို့လဲဆိုတော့ရန်သူလာရောက်ပြီးတော့မှဝင်ရောက်ပြီးတော့မှတိုက်ခိုက်နိုင်တဲ့နေရာတကားပေါက်အတီးတီးကိုသူကဘာဖြစ်လဲဆိုတော့မြို့ဆောက်တဲ့အတီးတီးကိုသူချထားတယ်ဆိုအရာကိုဒီနေ့တွေ့ရတာဖြစ်တယ်။နော်ပြောချင်တဲ့အရာကအမှုမဲ့အမတ်မဲ့မနေဘူးတိုင်းပြည်ကတော့အေဂျင့်နေပါရဲ့ရန်သူရဲ့တိုက်ခိုက်ခြင်းတော့မလာသေးဘူးသို့တော်ညာလည်းပဲရန်သူကဘယ်အပေါက်နေလာနိုင်တယ်လဲရန်သူဘယ်အပေါက်ကနေဝင်နိုင်တယ်လဲဆိုတဲ့အရာကိုသူကအမြဲတမ်းကြိုတင်အကွက်ချပြီးတော့မှသူ့ရဲ့တက်သားအတီးတီးကိုသူချထားတယ်ဆိုအရာကိုဒီနေ့ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်။နော်ပြီးတော့ခမဲတော်ဒီအရင်လိုက်တော်လမ်းတို့ယောရှဖတ်ဒီလိုက်တယ်တဲ့နော်ဘာလဖျားတို့ကိုမစီးကပ်ဘူးဒီနေ့အဖြစ်ဖျားမနစ်တက်တဲ့အရာနော်ဖျားမကြိုက်တဲ့အရာတွေကိုသူကနေပြီးတော့မှရှောင်တယ်နော်ဖျားလိုတော်အတိုင်းဖျားအသက်ရှင်စေတဲ့အတိုင်းပဲသူကအသက်ရှင်တာဖြစ်တယ်နော်ဆိုတဲ့အခါမှာဘာကြွရလဲဆိုတော့ဖျားရဲ့အလိုတော်အထဲမှာအသက်ရှင်တဲ့အခါမှာနော်နိုင်ငံကိုတဲ့ဖျားကသူ့ရဲ့လက်ထဲမှာတည်စီတယ်တဲ့နော်အမယူရပြည်သားအပေါင်းတို့ဒီလက်ဆောင်များကိုဆောင်ခဲ့ကြဖခင်ရဲ့အလိုတော်ထဲမှာအသက်ရှင်တဲ့အခါမှာဖခင်ရဲ့ကောင်းကြီးပေးခြင်းကိုယောရှဖတ်ဒီခံစားရတာဖြစ်တယ်နော်ဖခင်ရဲ့ကောင်းကြီးပေးခြင်းခံရတယ်ဖခင်ရဲ့မဆာခြင်းခံရတယ်နိုင်ငံတော်ကိုသူ့ရဲ့လက်ထဲမှာတည်ခြင်းခံရတာဖြစ်တယ်နော်ဆိုတော့အောက်မှာဆက်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဂုံအတရေနဲ့စီးစိမ်ဥစ္စာများတော့လေတဲ့ဒီအချက်ကကျွန်တော်ကိုဖခင်ရန်စကားပြောတာဖြစ်တယ်နော်ဂုံအတရေနဲ့စီးစိမ်ဥစ္စာများတော့လေထာဝရဘုရားဤတရားလမ်းတို့၌စိတ်ဆွဲလန်း၍တဲ့ပြောချင်တဲ့အရာပါလဲဆိုတော့ဘလောက်ပဲကောင်းကြီးခံစားနေရပါစေဘလောက်ပဲမျက်နှာသားဘလောက်ပဲကြွယ်ဝခြင်းအရာတွေခံစားနေရပါစေအဲ့ဒီအရာပေါ်မှာ तू မตายရဘူးတဲ့ပြောချင်တဲ့အရာကောင်းကြီးအရာပေါ်မှာ तू မตายရဘဲနဲ့ကောင်းကြီးပေးပိုင်တဲ့အရှင်ကိုပဲ तू စိတ်ဆွဲလန်းနေဆိုအရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်နော်ဒါကကျွန်တော်တို့အတွက်ကောင်းခြင်းဖြစ်တယ်နော်ဆိုတော့သူ့ရဲ့တက်တာကိုကြည့်တဲ့အခါမှာနော်ကောင်းကြီးခံစားရပြီမဲ့အဲ့ဒီကောင်းကြီးကိုမဆွဲလန်းပဲနဲ့ဖခင်ရဲ့တရားလို့တော့ဖခင်ရဲ့အလိုတော်ကဘာလဲဆိုအရာကိုပဲ तू စိတ်ဆွဲလန်းတာဖြစ်တယ်ဖခင်ဘာပြောတယ်လဲဆိုတဲ့ဟာကိုပဲ तू စိတ်ဆွဲလန်းတာဖြစ်တယ် तू အဲ့ဒါကိုပဲ तू စိတ်ဝင်စားတာဖြစ်တယ်နော်စိတ်ဝင်စားတာဖြစ်တဲ့အတွက်ကြောင့်ဘာကြွရလဲဆိုလို့ရှိရင်မြင့်သောအရက်နေအာရှရပင်တို့ကိုယူရပြည်မှာပယ်ရှားတော်မူ၏တနည်းအားဖြင့်ဖခင်ထက်လွန်ကဲမဲ့အရာဖခင်တကယ်တဲ့ဦးစားပေး
ဖို့ရန်အတွက်ပေါ်လာတဲ့အရာမှန်သမျှကိုသူကရှင်းရှင်းဖြတ်စည်းတယ်ဆိုအရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်မဘာကိုပြန်လဲပြမခွန်အားပေးချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာဖခင်ကောင်းချီးပေးနေတာဖြစ်တယ်နော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဖခင်ဂျေဇုပြုတဲ့အရာဖခင်ကောင်းချီးပေးတဲ့အရာတွေကျွန်တော်တို့အများကြီးခံစားရပါလိမ့်မယ်ဒါပေမဲ့တချို့သောသူတွေရဲ့အသက်တာဘယ်လိုဖြစ်နေလဲဆိုတော့အဲ့ဒီကောင်းကြီးကိုပဲမြင်ပြီးတော့မှအဲ့ဒီကောင်းကြီးကိုပဲဆွမ်းလန်းပြီးတော့မှကောင်းကြီးအရှိကိုမေ့နေတတ်တယ်နော်ဒီထက်မှကျွန်မလက်တွေ့ကြုံဘူးတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီကောင်းကြီးပေးတဲ့အရှင်ကိုမေ့ပြီးတော့မှအဲ့ဒီကောင်းကြီးပေါ်မှာတာယာတဲ့ခါမှာအဲ့ဒီရောက်ရတဲ့ကောင်းကြီးကပူလောင်စရာတွေဖြစ်စေတယ်မပျော်တော့ပျော်စရာမကောင်းတော့ဆိုအရှင်ကောင်းကြီးပေးတဲ့အရှင်ကိုမေ့ပြီးတော့မှကောင်းကြီးပေါ်မှာသွားတာယာတဲ့ခါမှာအဲ့ဒီကောင်းကြီးကလည်းကိုယ့်ကိုဝမ်းမြောက်ခြင်းမပေးနိုင်တော့ဘူးဆွဲရပါတော့အားကြောင့်ကျွန်တော်တို့ယုံကြည်သူဖြစ်ရတဲ့အခါမှာအထူးသဖြင့်သတိထားရမှာဖြစ်တယ်ကျွန်တော်တို့အလုံးလုံးနိုင်တာကျွန်တော်တို့ကျမ်းမာနိုင်တာကျွန်တော်တို့စားတောက်နိုင်တာကလေဒါဖရားကောင်းချီးပေးလို့ဖြစ်တယ်တချို့ကကြတော့ဘာဖြစ်လဲဆိုတော့အရန်အလုပ်များပြီးတော့မှဖရားကိုအချိန်မပေးနိုင်တော့ဘူးတကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်ကိုပေးတာဖရားနော်အဲ့ဒီအလုပ်ကိုလုပ်နိုင်ဖို့ကျမ်းမာခြင်းပေးတာကလည်းဖရားပဲဒါပေမဲ့ဘာဖြစ်သွားလဲအလုပ်အရန်များလို့ဒီနေ့တော့မလာနိုင်တော့ဘူးအလုတ်ရမ်းများလို့ဆုမတောင်းနိုင်တော့ဘူးအလုတ်ရမ်းများလို့ဒီနေ့တော့မပါဝင်နိုင်တော့ဘူးအဲ့လိုမျိုးလေးတွေကျွန်တော်တို့ကြားရတာဖြစ်တယ်အားကြောင့်ဒီနေ့ကျွန်တော်ပြန်လဲပြမဆင်ခြင်ကြည့်အောင်နော်အားကြောင့်ဒီနေ့ကောင်းကြီးထက်ကောင်းကြီးပေးပိုင်တဲ့အရှင်ကိုကျွန်တော်တို့စိတ်ဆွဲလန်းမယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ရတဲ့ကောင်းကြီးအဖြစ်ကျွန်တော်တို့ဝမ်းမြောက်ခြင်းခံစားရမှာဖြစ်တယ်နော်တချို့တွေကလေအဲ့ဒီကောင်းကြီးကိုပဲစိတ်ဆွဲလာတဲ့ခါကျတော့မပျော်တော့ဘူးပျော်စရာမကောင်းတော့ဘူးနော်အဲ့လိုမျိုးအခြေအနေတွေဒါလက်တွေ့မြင်တွေ့ရတာဖြစ်တယ်နော်အားကြောင့်ဒီနေ့ယောရှဖတ်ရဲ့အသက်တာကလည်းထိုနည်း၎င်းပဲနော်သူဒီဖခင်ရဲ့အလိုတော်တိုင်းသူအသက်ရှင်တယ်နော်ဖခင်သခင်ပြောတဲ့အရာဖခင်အသက်ရှင်စေခြင်းတဲ့အတိုင်းသူအသက်ရှင်တယ်နော်ယံတမတတိရှိစွာဖြင့်သူအသက်ရှင်တယ်နော်ယံသူကမလာမတိုက်သေးပါဘူးသို့တော်ညာလေးပဲယံသူဝင်ရောက်နိုင်တဲ့အပေါက်မှန်သမျှကိုသူကြိုပြီးတော့ပိတ်ထားတာဖြစ်တယ်နော်အားကြောင့်ဒီနေ့ကျမတို့ခရစ်ယုံကြည်သူတွေရဲ့အသက်တာထဲမှာအခုလက်ရှိကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့အင်းချမ်းကောင်းအေးချမ်းပါလိမ့်မယ်ဒါပေမဲ့အမှုမဲ့အမမဲ့ကျမတို့နေလို့မရဘူးနော်တမန်တရားနှုတ်ကပတ်တော်နဲ့ကျမတို့အသက်တာကိုဖြည့်ထားဖို့လိုအပ်တယ်နော်ဆုတောင်းခြင်းအဖြစ်အမြဲတမ်းကျမတို့အသက်တာကိုကင်းဆောင်ထားဖို့အရင်လိုအပ်တာဖြစ်တယ်နော်โอเคဆိုတော့တကယ်အကြောင်းရင်းနော်ရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး20အခန်းငယ်1ကနေပြီးမှ30အထိဖြစ်တယ်နော်အဲ့ဒါလေးကိုကျမတို့တွားရအောင်ဆိုတော့ကျမပဲဖတ်သွားလိုက်မယ်နော်တစ်ချက်ချင်းဆိုတော့စောနာကတော့အရန်အေဂျင့်ပါတယ်အခုကတော့မအေဂျင့်တော့ဘူးเนาะအခြေအနေတစ်ခုကပြောင်းလဲလာတယ်ရုတ်တရက်เนาะထို့နောက်မှာမောဘအမျိုးသားနဲ့အာမရုအမျိုးသားတို့သည်အေရုံပြည်သားအချို့နေတကွာယောရှဖတ်ကိုစစ်တိုက်မိဟုခြီလာကြ၏တဲ့ကဲကြည့်เนาะစောနာကတော့သူ့ရဲ့အခြေအနေရဘာဖြစ်လဲဆိုတော့လုံးဝတည်ငြိမ်အေဂျင့်နဲ့ဒါမဲ့ဘာဖြစ်လာလဲဆိုတော့တည်င်းစိုးကရောက်လာတယ်เนาะအေရုံပြည်ဘက်မှာနော်များစွာသောအလုံးရင်းနော်အာမရုမျိုးသားအေဒုံမျိုးသားနော်မောဘအမျိုးသားတွေကနော်အင်အားကြီးတဲ့နိုင်ငံတွေကပေါင်းပြီးတော့မှယောရှဖတ်ရဲ့နိုင်ငံကိုတိုက်ဖွင့်အတွက်ရောက်ချလာတာဖြစ်တယ်။ရောက်ချလာတဲ့အခါမှာဘာတွေ့ရလဲဆိုတော့နော်အင်အားကြီးရန်သူအဖွဲ့၃ဖွဲ့ကခြေတက်လာတယ်။အိုင်ကြီးတစ်ဖက်အေဒုံပြည်ဘက်များစွာသောအလုံးအရင်စစ်ချီလာ၍အင်္ဂတိအမည်ရှိသောဟာဇာဇုနာမှာမြို့မှာရှိကြပါသည်ဟုယောရှဖတ်အားကြားလျှောက်လေ။ဒီနေ့အမြင့်ပြောမယ်ဆိုရင်တည်င်းဆိုသူကြားရတာဖြစ်တယ်နော်ရန်သူကသူ့တိုက်ဖွင့်အတွက်ရောက်လာတယ်ဒါတည်င်းကောင်းမဟုတ်ရန်သူလေတိုက်ဖို့လာတာလေယောရှဖတ်သူတည်င်းဆိုသူကြားရတာဖြစ်တယ်ကျမတို့ရဲ့ဘဝတက်တာထဲမှာလေဒီအရာတွေကျမတို့ကြားရတတ်တယ်ကြားတတ်တာမဟုတ်ကြားရတယ်နော်ကြားရတယ်ဆိုတော့အဲ့လိုမျိုးကြားရတဲ့အခါမှာဘာတွေ့ရလဲဆိုတော့ယောရှဖတ်တီကြောက်၍တဲ့သူကြောက်တယ်နော်သူကြောက်တဲ့အခါမှာသူဘာလုပ်လဲဆိုတော့ထာဝရဘုရားကိုရှာခြင်းကသဘောချလေအစာရှောင်ရအချိန်ကိုယူရပြည်တစ်လျှောက်လုံး၌ကြော်ညာစေတော်မူ၏သူကြောက်တယ်လူအနေနဲ့ကြည့်မယ်ဆိုကြောက်စရာကောင်းတယ်ဒါပေမဲ့ယောရှဖတ်ဒီရှင်ဘုရင်တပါးဖြစ်တယ်သူလည်းသူ့မှာတက်သားတွေရှိမှာပဲเนาะသူ့ရဲ့တိုင်းပြည်မှာသူ့ရဲ့စစ်တပ်အင်အားတွေရှိမှာပဲသူလည်းပြန်တိုက်ဖို့သူပြင်ဆင်လို့ရတာပဲเนาะဒါပေမဲ့ဖယားကိုသိတဲ့သူတွေကအဲ့လိုမလုပ်ဘူးဘာဖြစ်လဲဖယားရဲ့မျက်နှာကိုရှာဖို့သူရွေးချယ်တာဖြစ်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာလဲထုံနည်းတူပဲတခါလေကျွန်တော်တို့ကပြဿနာတွေရင်ဆိုင်ရတဲ့အခါမှာကိုအားကိုဖို့ကျွန်တော်တို့စ조사တတ်တယ်လူတွေစီမှာသွားပြီးမှအကူအညီတောင်းဖို့ကျွန်တော်တို့စ조사တတ်တယ်ကိုနီလန်းနဲ့ကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့စ조사တတ်တယ်နောက်ဆုံးရက်လက်ကပါလဲပင်မနဲ့မောတယ်စိတ်ဆင်းရဲရတယ်ဒါပေမဲ့ယောရှဖတ်ဒီသူဒီဖယားကိုသူတိကျွမ်းတာဖြစ်တဲ့အတွက်ကြောင့်ဖယားရဲ့မျက်နှာကိုရှာဖို့ပဲသူစ조사တာဖြစ်တယ်
သူ့အနေနဲ့ तू တုံ့ပြန်နိုင်တဲ့ तू လည်းဘယင်တပါးပဲလေ तू မှလည်းစစ်တဲ့အင်အားရှိပါပဲ तू ပြန်လှုပ်လို့ရမှာပဲဒါပေမဲ့အဲ့ဒီဟာကို तू မလှုပ်ဘဲနဲ့ဖခင်ရဲ့မျက်နှာကိုပဲရှာဖို့အတွက် तू ဆုံးဖြတ်ချက်ချတာဖြစ်တယ်နော်ဒီအမှုကငါစ조사ရင်ငါအနေနဲ့စ조사မယ်ဆိုလို့ရှိရင်မလုံနိုင်ဘူးသို့တော်ညာလည်းပဲငါကိုးကွယ်တဲ့ထာဝရဘုရားကတော့ငါ့ကိုမဆနိုင်တယ်ဆိုရက်နှလုံးသားနဲ့ तू ဖခင်ရဲ့မျက်နှာကိုရှာဖို့ရန်တွေ့ तू ဆုံးဖြတ်ချက်ချတာဖြစ်တယ်နော် तू အစာရှောင်ရအချိန်ကို तू ရဲ့ယူရပြည်တစ်လျှောက်လုံးကို तू ကြီးညာပလိုက်တာဖြစ်တယ်နော်တည်င်းစိုးကို तू ကြားရတယ်သို့တော်ညာလည်းပဲ तू ဒီသူ့ရဲ့နီလန်းတဲ့ထာဝရဘုရားကိုကိုးစားဖွင့်အတွက် तू ရွေးချယ်တယ်ဆိုအရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘဝတက်တာအဲမှာရောဒီအခြေအနေတွေကိုရင်ဆိုင်ရတဲ့အခါမှာကျွန်တော်တို့ဘာလုပ်မလဲနော်ကျွန်တော်တို့ဘာလမ်းကိုရွေးချယ်မလဲဟေးတငယ်ချင်းငါ့ကိုကူညီပါအောင်လုပ်မလားနော်အဲ့ဒီပြဿနာကိုကိုယ်တိုင်ဖြေရှင်းဖို့အတွက်ကိုစ조사အားထုတ်မလားနော်ဖျားကိုအားကိုးမလားဒါကျမတို့ရွေးချယ်လို့ရတာဖြစ်တယ်နော်ယောရှုဘက်ကတော့တည်င်းဆိုကြားရတယ်သို့တော်ညာလည်းပဲသူ့ရဲ့နီလန်းတဲ့ထာဝရဖျားရဲ့မဆခြင်းကိုသူရွေးထာဝရဘုရားကိုကိုးစားဖွင့်အတွက်သူရွေးချယ်တယ်ဆိုရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်နော်ဆိုတဲ့အခါကျတော့ကဲအဲ့မှာအောက်မှာဆက်ကြည့်တဲ့အခါမှာယူရလူတို့သည်ထာဝရဘုရားကိုဆုတောင်းမိဟုဆုဝေး၍ထာဝရဘုရားကိုရှာအံ့သောငါယူရမြို့ရှိသမျှမှထွက်လာကြ၏ယောရှဖတ်သည်ဗိမာန်တော်တတိုင်းတစ်ရှိယူရပြည်သူဂျေရုရှလင်မြို့သားစီဝေးရာပြိတ္တအလယ်၌ရက်လေဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုရောသည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ဖြစ်တော်မူသည်မဟုတ်လောတပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကိုအစိုးရတော်မူသည်မဟုတ်လောအဘယ်သူမျှမစည်းတားနိုင်အောင်ခွန်အားတကိုးကြီးတော်မူသည်မဟုတ်လောဤပြည်၌နေဘူးသောသူတို့ကိုကိုရော၏ဣသေလအမျိုးရှိမှနေထုတ်၍ကိုရောအဆွေအာဗြဟိမ်သားမြေတို့အားဤပြည်ကိုအစံပေးတော်မူသောကျွန်တော်တို့ကိုဘုရားသခင်ဖြစ်စေတော်မူမည်မဟုတ်လောဆိုတော့ဒီနေရာမှာတည့်ရတဲ့အခါမှာဒီနှုတ်ကပတ်တော်ဖတ်ခြင်းအပြင်ဘာကိုမြင်တွေ့ရလဲဆိုတော့အဲ့ဒီပြဿနာအခြေအနေအပေါ်မှာယောရှဖတ်ဒီဖျားဘလောက်ကြီးမြတ်တယ်လဲဆိုတဲ့အရာကိုသူစတင်ဝန်ခံတာဖြစ်တယ်ဟာလေလုယာနော်ဖျားတက်နိုင်တဲ့တခါလေကျမတို့ကလေပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါမှာခက်ခဲခြင်းအစင်မပြေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာဖျားတက်နိုင်တယ်ဆိုတာတဲ့ကျမတို့ပြဿနာကိုကျမတို့သွားပြီးတော့မှအမွန်းတင်မိတဲ့အခိုင်အများကြီးရှိတယ်ကျမတို့ညီးတွားမိတဲ့အရာကလေပြဿနာကိုကျမတို့အကြီးကြီးလို့ကျမတို့တင်စားပလိုက်တာနဲ့အတူတူပဲဖြစ်တယ်နော်ဒါပေမဲ့ယောရှဖတ်ရဲ့အသက်တာဘာတွေ့ရလဲဆိုတော့ဖျားကဘလောက်ကြီးမြတ်တယ်လဲအဲ့ဒီပြဿနာရဲ့အထက်မှာ तू ရင်ဆိုင်နေရတဲ့ဒီကြောက်ရွံ့ခြင်းတွေရဲ့အထက်မှာ तू ကိုးကွယ်တဲ့ဖျားကဘလောက်တက်နိုင်လဲဘလောက်ကြီးမြတ်လဲဆိုတဲ့အရာကို तू စတင်ပြီးတော့မှ तू ဝန်ခံတာဖြစ်တယ်နော်စတင်ပြီးတော့မှ तू ဝန်ခံတာဖြစ်တယ်ကျမတို့ရဲ့အသက်တာထဲမှာခရိယန်ဖြစ်တဲ့အခါမှာကျမတို့ကြုံရအောင်မှာဒီဟာတွေနော်အဲ့ဒီຢာတွေကြုံတွေ့တဲ့အခါမှာသင်ကရောသင်ရဲ့ပြဿနာကြီးတယ်လို့သင်ဝန်ခံမလားအဲ့ဒီပြဿနာတဲ့ဘုရားသခင်ကြီးမြတ်တယ်ဆိုတဲ့အရာကိုသင်ဝန်ခံမလားဒါကလည်းသင်ရဲ့ရွေးချယ်ခြင်းပဲဖြစ်တယ်သင်ရဲ့ရွေးချယ်ခြင်းပေါ်မှာသင်ခံစားရမှာဖြစ်တယ်နော်ဆိုတော့ तू ကအဲ့ဒီအခြေအနေထက်တွေ့ကြုံရတဲ့အခြေအနေထက်ဖျားဘလောက်ကြီးမြတ်တယ်လဲဆိုတဲ့အရာကိုဒီနေ့စတင်ပြီးတော့ဝန်ခံတာဖြစ်တယ်ကဲโอเคနောက်တစ်ခုကကျတော့ဘာတွေ့ရလဲဆိုလို့ရှိရင်ဖျားသခင်စီမှာ तू တိုင်ချက်ဖွင့်တယ်သူဖြစ်ပြနေတဲ့အရာအားလုံးကိုဖျားကိုသူပြောပြနေတယ်ဆိုအရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်။နော်ဆိုတော့ကျွန်တော်တို့ဆက်ကြည့်အောင်သူတို့ဒီနေရာကြ၍နာမတော်အဖို့တန်ရှင်းရာဌာနတော်ကိုတည်ဆောက်ကြသောအခါကျွန်တော်တို့ပေါ်မှာထားပေးတန်ခတ်ခြင်းပေးကာလနာပေးမုတ်တိတ်ခြင်းပေးတစုံတစ်ခုရောက်၍နာမတော်အားဖြင့်သမုတ်တော်ဤအိမ်တော်အထံတော်သို့ကျွန်တော်တို့သည်ချင်းကပ်၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြသောအခါနားထောင်၍ကယ်မတော်မူပါဟုရှောက်ထားကြပါပြီယခုတွင်ဣသလမျိုးသားတို့သည်အေဂုတုပြည်မှထွက်လာသောအခါတက်ရသောအခွင့်ပေးတော်မူမူလွဲဆောင်၍မဖြက်စီးပဲထားခဲ့သောအာမရောအမျိုးသားမောဘအမျိုးသားစီရတောင်သားတို့သည်ကျွန်တော်တို့အားအပိုင်ပေးတော်မူသောအမွေခံရမြေထဲကကျွန်တော်တို့ကိုနေထုတ်ခြင်းကလာ၍အဘယ်သို့ကျေးဇူးဆက်ကြပါသည်ကိုကြည့်ရှုတော်မူပါ။အိုးကျွန်တော်တို့ဖရာသခင်သူတို့ကိုမစင်ရင်ပဲနေတော်မူမီလော။ကျွန်တော်တို့ကိုတိုက်အံ့သောငါလာသောဤအလုံးရင်ကြီးကိုကျွန်တော်တို့သည်စီးတားခြင်းကမတက်နိုင်ပါ။အဘယ်သို့ပြုရမည်ကိုမသိပါ။ကိုရော့ကိုသာမျောကြည့်လျက်နေကြပါသည်ဟုဆုတောင်း၍တဲ့။ကဲကြည့်နော်သူရဲ့ဖြစ်ပြနေတဲ့အခြေအနေအလုံးစုံကိုတက်နိုင်တဲ့ဖရာသခင်စီမှာပဲသူအော်ဟစ်တာဖြစ်တယ်။နော်လှုပ်ပေးနိုင်တဲ့ဖြစ်ရှင်းပေးနိုင်တဲ့ဖရာသခင်စီမှာပဲသူတိုင်ချက်ဖွင့်တယ်သူပြောပြတယ်ဆိုရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်။ကျမတို့ရဲ့ဘဝတက်တာအထဲမှာလည်းထိုကဲ့သို့ဖြစ်ဖို့အရန်လိုအပ်တာဖြစ်တယ်။နော်ကျမတို့ရဲ့ပြဿနာတွေကိုလူတွေကိုကျမတို့တော့ဘာမှပြောပြနေသလား။ဆိုတော့လူတွေကလည်းသူ့ပြဿနာနဲ့သူရှိပြီးသားဖြစ်တယ်။သူ့အပူနဲ့သူရှိပြီးသားဖြစ်တယ်။နော်ဆိုတော့ကျမတို့ကိုဖြည့်ရှင်းပေးနိုင်တဲ့သူကတော့ဖရာတစ်ပါးတည်းပဲဖြစ်တယ်ဆိုရာကိုကျမတို့သိဖို့ရန်အတွက်ဖြစ်တယ်
ယောရှဖတ်ဒီသူဘာလုပ်လဲဆိုတော့ဖျားရှိမှသူလက်နဲ့ချရဲဆိုရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်ဒီပြဿနာအမှုအရာဒီအလုံးရင်းကိုကျွန်တော်မဖြေရှင်းနိုင်ဘူးဖြေရှင်းဖို့နီးလန်းလည်းမရှိဘူးတက်လည်းမတက်နိုင်ဘူးလုံးဝမလုံနိုင်ဘူးဆိုပြီးတော့မှဖျားရဲ့ရှစ်မှာသူ့ကိုသူနှိတ်ချလိုက်တာဖြစ်တယ်နော်အားကြောင့်ဒီနေ့ကိုယ့်ရဲ့ဘဝအသက်တာထဲမှာလည်းဒီနေ့ဖျားရဲ့ရှစ်မှာမိမိကိုနှိတ်ချပွန်အတွက်အရန်လိုအပ်တယ်ဆိုရာကိုဒီနေ့ပြည်လဲပြီးတော့မှဟွာပေးချင်တာဖြစ်တယ်နော်ဆိုတော့ယူရလူပေါင်းတို့သည်တားမယားသူငယ်တို့နဲ့တကွာထာဝရဘုရားရှိတော်၌ရက်နေကြ၏တဲ့ဒီနေ့အဖြစ်သူ့ရဲ့တိုင်းပြည်မှာရှိနေတဲ့သူတွေအားလုံးကထွက်လာကြတယ်နော်တားမယားနော်သူငယ်တို့နဲ့တကွာဆိုတာတားသမီးမိသားစုလိုက်ပါပြီးသားဖြစ်မှာပဲနော်သူတို့ဒီထွက်လာပြီးတော့မှသူတို့ကိုစားပြုပြီးမှသူတို့ဖခင်ရဲ့မျက်နှာကိုရှာကြတယ်သူတို့ဆုတောင်းကြတာဖြစ်တယ်တလုံးတဝရဲရက်တည်တာဖြစ်တယ်ဒီအရာကိုကြည့်ချင်းအားဖြင့်လဲကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာကျွန်တော်တို့အိမ်တော်မိသားစုကကိုရှိတဲ့အရက်တိုင်းမှာအခုကျွန်တော်တို့တိုင်းနိုင်ငံမှာဘာဖြစ်နေလဲကျွန်တော်မြန်မာပြည်ကြီးမှာဘာဖြစ်နေလဲเนาะကျွန်တော်တလုံးတဝရမိသားစုလဲကျွန်တော်တို့ဆုတောင်းပေးခြင်းကလည်းဒါနိုင်ငံအတွက်ကျွန်တော်တို့ရက်တည်ပေးခြင်းပဲဖြစ်တယ်เนาะအားကြောင့်ဒီနေ့ဖခင်ရဲ့နိုင်ငံတော်အတွက်เนาะသူတို့အတူတကွရက်တည်ကြတယ်သူတို့ဆုတောင်းကြတယ်သူတို့တိုင်းနိုင်ငံအတွက်သူတို့ကြုံတွေ့နေရတဲ့အရာတွေအတွက်သူတို့ဆုတောင်းကြတယ်ဆိုရာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်မြင်တွေ့တဲ့အရာပေါ်မှာဘာတွေ့ရလဲဆိုတော့เนาะထိုအခါပရိသတ်လယ်၌ရှိသောလေဝိအမျိုးအာသက်အနွယ်မတနီယေလာဗေနာယဇာခရီတို့မှဆင်းသက်လာသောရဟာဇေလအပေါ်သို့ထာဝရဘုရား၏ဝိညာဉ်တော်သည်တက်ရောက်၍เนาะဆိုတော့ဖခင်ရဲ့အတန်တော်ကဆင်းလာပြီဖြစ်တယ်ဖခင်ရဲ့ prophet တွေအားဖြင့်နော်ထိုသူကအိုးယောရှဖတ်မင်းကြီးယူရပြည်သူဂျေရုရှလင်မြို့သားအပေါင်းတို့နားထောင်ကြလောထာဝရဘုရားမိန့်တော်မူသည်ကထိုအလုံးရင်ကြီးကြောင့်မကြောက်ကြနှင့်စိတ်မပြည့်ကြနှင့်စစ်မှုသည်တင်တို့တာမဟုတ်ဘုရားသခင်တာဖြစ်၏ဖခင်ရဲ့အတန်တော်ဖခင်ရဲ့အဖြေကိုရလာတာဖြစ်တယ်အာမင်နော်ဖခင်ရဲ့နေရာမှာကဒီလိုပဲနော်ဆိုတော့ကျမတို့ဖခင်ကိုအာမကိုပဲနဲ့ကိုနီလန်းနဲ့ကိုသွားမယ်ဆိုလို့ရှိရင်သိချတယ်ဖခင်ကျမတို့ကိုစကားပြောချင်လဲဖခင်အတန်ကိုကျမတို့ကြားနိုင်မှာမဟုတ်ဘူးတိုးတော်ညာလည်းပဲယောရှဖတ်သူနေချဘရမဖခင်မျက်နှာကိုရှာဖို့အတွက်သူဆူတောင်းတယ်ဖခင်ကိုအော်ဟစ်တယ်ဖခင်တက်နိုင်တယ်ဆိုအရာကိုသူယုံကြည်ခြင်းနဲ့သူဝန်ခံတဲ့အရာပေါ်မှာဖခင်ရဲ့နေလံရောက်လာတာဖြစ်တယ်ဖခင်ရဲ့အဖြေဖခင်ရဲ့အတန်ရောက်လာတာဖြစ်တယ်နော်ဖခင်ရဲ့အတန်ကဘာလဲဆိုတော့စိတ်မပြတ်နဲ့စိတ်တမကြနဲ့စစ်မှုကမင်းတို့တာမဟုတ်ဘူးနော်ကြုံမှုကြလားမသိဘူးကျွန်တော်တို့ဘဝတက်တာထဲမှာတစ်ခါတလေမဟုတ်ပါဘူးအချိန်ပေါ့နော်ခက်ခဲပြဿနာတွေစိုးရင်စရာစိတ်ပူစရာအခြေအနေတွေရင်ဆိုင်ရတဲ့ခါမှာကျွန်တော်ဆို6ပါးစကားနဲ့ဆုတောင်းပလိုက်တာပဲဒီကုန်းဆုတောင်းပလိုက်တယ်ဆုတောင်းတဲ့ခါမှာပြောပြလို့မရတဲ့ညီသက်ချင်းအရင်ခံစားရတာဖြစ်တယ်ပြောပြလို့မရတဲ့ညီသက်ချင်းအရင်ခံစားရတယ်နော်ဆိုတော့ကျွန်တော်တို့အထဲမှာအဲ့ဒီညီသက်ချင်းခံစားရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကပြေလည်ခြင်းလာပြီနော်တကယ်ကောင်းကြီးလာပြီဖခင်ဖြင်ရှင်းပေးပြီနော်အားကြောင့်ဒီနေ့ကိုယ့်ရဲ့ဘဝတက်တာထဲမှာကျမတို့ရှောက်လဲရမယ့်ဘဝအခြေအနေခီးတွေအများကြီးရှိသေးတယ်တနည်းအားဖြင့်သူများရဲ့နိုင်ငံမှာရောက်လာတဲ့အခါမှာကျမတို့စိန်ခေါ်မှုတွေအမျိုးမျိုးကျမတို့ဖိအားတွေအမျိုးမျိုးကျမတို့ရင်ဆိုင်ရမှာပဲဒါပေမဲ့စိတ်မပူနဲ့အရာရာခက်သိမ်းတဲ့ကြီးမြတ်တဲ့ဘုရားကိုကျမတို့သိနေတာပဲနော်ထိုဘုရားရဲ့သားသမီးတွေဖြစ်တဲ့အခါမှာကျမတို့မှာပြောပြစရာအဖေရှိတယ်နော်ကျမတို့မှာရင်ဖွင့်စရာကျမတို့မှာတိုင်ပင်ဘက်အဖေရှိနေတာဖြစ်တယ်နော်ဆိုတော့ဒီနေရာမှာကြည့်ရခါမှာငြိမ်သက်ခြင်းလာတာဖြစ်တယ်ဖခင်ရဲ့နီလန်းဖခင်ရဲ့အဖြေပေးခြင်းကိုယောရှဖတ်ဒီခံစားရတာဖြစ်တယ်သူ့အနေနဲ့သူ့နီလန်းသူ့ရဲ့မာနနဲ့သူဆက်ပြီးမှသူလှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်တေးကြတယ်ဖခင်ရဲ့အတန်တော်ကိုသူရမှာမဟုတ်ဘူးဒါပေမဲ့နေချပြီးမှဖခင်ရဲ့မျက်နှာကိုရှာဖို့အတွက်သူစ조사တဲ့အရာပေါ်မှာဖခင်ရဲ့အတန်တော်ဖခင်ရဲ့လမ်းညွှန်ချက်တွေကိုသူရလာတာဖြစ်တယ်နော်ဆိုတော့အဲ့မှာဖခင်ရဲ့အတန်တော်ကဘာပြောလဲဆိုတော့ငြိမ်သက်ခြင်းရှိပါနော်မကြောက်နဲ့စိတ်မပြတ်နဲ့လို့ပြောတာဖြစ်တယ်နော်တစုံတစ်ခုဖြစ်လာတဲ့အခါမှာကျမတို့ဖခင်ကိုပဲပြောပါဖခင်ကိုပဲဆုတောင်းပါနော်အတွင်းထဲကနေကျမတို့ငြိမ်သက်ခြင်းကိုခံစားရမှာဖြစ်တယ်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုရဲလမ်းညွှန်ချက်ကိုလည်းဖခင်ကကျမတို့ကိုပေးဥမှာဖြစ်တယ်နော်ဆိုတော့အဲ့ဒီလမ်းညွှန်ချက်ကလည်းအားလုံးသိပြီးသားပဲဒီအကြောင်းအရာကနော်မနေ့ပြန်နေ့သူတို့ရှိရာသို့ခြီသွားကြလောသူတို့သည်ဇီးစမြို့သို့တက်ရလမ်းဖြစ်လာကြစဉ်ရေရွေလဒေါဇနာတိုင်းဝါမှာတင်တို့တွေ့ကြလိမ့်မည်တဲ့ခဲကြည့်ရန်သူရဲ့ဘလို့လုံမလဲဘလို့ခြီတက်မလားလဲလာမလဲရန်သူရဲ့အကြံစီပလန်တွေကိုဖခင်ကဖွင့်ပြနေတာဖြစ်တယ်နော်ဖခင်ကစကားပြောနေတာဖြစ်တယ်နော်ဆိုတဲ့အခါမှာတွေ့တဲ့အခါမှာတို့ယာတွေအိုးယူရပြည်သူဂျေရုရှလင်မြို့သားတို့
တင်တို့သည်စစ်တိုက်စရာအကြောင်းမရှိသည်ဖြစ်၍တည်ကြည်စွာမတ်တက်နေလျက်ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကိုကြည်ရှုကြလော့မကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်နဲ့ဖြန်နှင့်ချီသွားကြလော့ထာဝရဘုရားသည်တင်တို့နှင့်အတူရှိတော်မူလိမ့်မည်ဟုမွဲ့ဆိုတော်မူ၏ဟုတ်အာမင်ဆိုတော့ဒီညမှာကြည့်တဲ့အခါမှာဖခင်ရဲ့သားသမီးဖြစ်ရတာဘလောက်ထိငြိမ်သက်ခြင်းခံစားရလဲဆိုရဟာဘလောက်ထိအခွင့်ထူးခံရတယ်လဲဆိုရနော်ဒီအရာကိုကြည့်ချင်အဖြစ်ကျမတို့မြင်တွေ့ရတာဖြစ်တယ်နော်ကြောက်စရာမလိုဘူးစစ်မှုကမင်းတို့တာမှုဒီဟာမင်းတို့ဖြည့်ရှင်းစရာမလိုဘူးအဖေရှိတယ်လို့ပြောနေတာဖြစ်တယ်အဖေဖြည့်ရှင်းပေးမှဖြစ်တယ်နော်ဆိုတော့အလုံးမရှိသေးတဲ့သူလည်းကျမဘာခွန်အားပေးချင်လဲဆိုတော့ကျေးဇူးတော်ကြိုတင်ပြမကျေးဇူးတော်ချီးမွမ်းပါတော့ကြိုတင်ပြမဝန်ခံပါကိုရောကျေးဇူးတင်တယ်ကျမရဲ့ရှေ့မှာကိုရောကြိုသွားနေပြမကျွန်တော်တို့အကောင်းဆုံးသောအရာကိုကိုရောလှုပ်ပေးပြီးဖြစ်တဲ့အတွက်ဂျေဇုတင်တယ်ဆိုပြမကျမတို့ကြိုတင်ဂျေဇုတော်ချီးမွမ်းပါနော်တင်ချီးမွမ်းလိုက်တဲ့အရာပေါ်မှာဖခင်ကပြင်ဆင်ပေးပြီးသားပဲနော်ဆိုတော့အောက်မှာဆက်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ယောရှဖတ်သည်မြေပေါ်မှာဥချ၍ယူရပြည်ဂျေရုရှလင်မြို့သားအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ပြတ်ဝတ်လျက်ထာဝရဘုရားကိုကိုးကွယ်ကြ၏လေဝိအမျိုးကောဟတ်အနွယ်သားနှင့်ကောရအနွယ်သားတို့သည်ဣသလမျိုး၏ဖျားသခင်ထာဝရဘုရားကိုကျေသောအသံနှင့်ချီးမွမ်းခြင်းကရက်နေကြ၏ကဲဆိုတော့ဘုရားကဘာပြောလဲဆိုတော့တခါလေဘုရားကကျမတို့ကိုခိုင်းလာတဲ့အရာကလေကြောင်တောင်ဖြစ်ကောင်းဖြစ်ရင်ဖြစ်မှာပေါ့လေတကယ်တမ်းကျတော့အင်အားကြီးတဲ့ရန်သူကလာပြီးမှတိုက်မှာလေဆိုတော့အဲ့ရန်သူရဲ့ရှေ့မှာစစ်တိုက်တဲ့သူတွေမထားဘဲနဲ့ဘာလို့ လဲဆိုတော့ချီးမွမ်းတဲ့သချင်းတွေကိုထားခိုင်းတယ်ဖခင်ကအဲ့ဒီအခြေအနေနဲ့ကျမတို့ကိုခိုင်းတဲ့အရာတွေရှိတတ်တယ်နော်အကြောင်းဟာငါရင်ဆိုင်နေရတာကြီးစိတ်ညစ်စရာအခြေအနေလေးချီးမွမ်းစရာမကောင်းတဲ့အခြေအနေလေးဒါပေမဲ့ဖခင်ကငါ့ကိုချီးမွမ်းခိုင်းနေတယ်လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကြောင်တောင်ကြီးပေါ့နော်အခြေအနေကတော့ကောင်းမနေဘူးဒါပေမဲ့ချီးမွမ်းခိုင်းနေဆိုတော့နော်အဲ့မှာကြည့်တဲ့အခါမှာဖခင်ခိုင်းပြီဆိုလို့ရှိရင်ခိုင်းတဲ့အတိုင်းသာလှုပ်ဆောင်လိုက်ပါအချီးနဲ့တက်ဘယ်တော့မှမဖြစ်ဘူးဖြစ်တယ်နော်ဆိုတော့နော်အဲ့မှာနှက်ပြန်နဲ့စောစောထား၍တေကောတော်သူထွက်သွားကြ၏သွားကြစဉ်တွင်ယောရှဖတ်သည်ရက်၍အိုယူရပြည်သူဂျေရုရှလင်မြို့သားတို့နားထောင်ကြလော့သင်တို့၏ဘုရားသခင်ကိုယုံကြည်ကြလော့တို့ပြုလျင်တည်ကြည်ကြလိမ့်မည်ပရောဖက်တော်တို့ကိုယုံကြည်ကြလော့တို့ပြုလျင်အောင်မြင်ကြလိမ့်မည်ဟုမိန့်တော်မူ၏လူများနှင့်တိုင်ပင်ပြီးမှထာဝရဘုရား၏ဂရုဏာတော်သည်အစစ်အမြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟုတက်ရှိမှချီသွားလျက်တန်ရှင်ခြင်းအတရေကိုချီးမွမ်းရသောတခြင်းတွေတို့ကိုထာဝရဘုရားအဖို့ခံထားတော်မူ၏နော်ဆိုတော့ဖခင်ခန့်တဲ့အတိုင်းသူတို့လှုပ်တဲ့ခါမှာယောရှဖတ်ကလည်းပြန်ပြီးတော့မှသူ့ရဲ့လူတွေကို remind လုပ်တယ်နော်ဖခင်ကိုယုံကြည်ပါနော်ဖခင်ကိုကျမတို့ယုံကြည်မှသာလေဖခင်တက်နိုင်တယ်ဖခင်လှုပ်ပေးနိုင်တယ်ဖခင်ဖြည့်ရှင်ပေးနိုင်တယ်ဖခင်အကောင်းဆုံးလှုပ်ပေးနိုင်တယ်ဆိုတဲ့အရာကိုကျမတို့ယုံကြည်မှသာလေကျမတို့ရင်ဆိုင်နေရတဲ့ပြဿနာအမှုရာတွေပေါ်မှာကျမတို့ငြိမ်သက်ခြင်းအဖြစ်နဲ့ကျမတို့တည်ကြည်နိုင်မှာဖြစ်တယ်နော်အားကြောင့်ဒီနေ့ဖခင်ကိုယုံကြည်ပါနော်ဖခင်ကိုယုံကြည်တဲ့အခါမှာတမလွန်အရေးတစ်ခုတည်းမဟုတ်ဘဲနဲ့လက်ရှိလောကမှာအသက်ရှင်တဲ့အခါမှာလဲထိုဖခင်သခင်ကိုကျမတို့ယုံကြည်ခြင်းနဲ့ရှောက်လန်းဖွင့်အတွက်အရန်အရေးကြီးတယ်ဆိုတဲ့အရာကိုဒီနေ့ပြန်လဲပြမခွန်အားပေးချင်တာဖြစ်တယ်နော်အဲကြောင့်ဒီနေ့သူ့ကိုယုံကြည်တဲ့အရာပေါ်မှာတောင်းယူပေးတဲ့ဖခင်ဖြစ်တယ်ယုံကြည်တဲ့အရာပေါ်မှာဒီနေ့နမိတ်လက္ခဏာတွေဖြစ်စေတဲ့ဖခင်ဖြစ်တယ်နော်တမန်ကျမ်းစာထဲမှာကျမတို့ကြည့်တဲ့အခါမှာအော်တင်းယုံကြည်တဲ့အတိုင်းတင်တိုင်းဖြစ်စေဆိုပြီးတော့ကျမတို့ခဏခဏကျမတို့ကြားရမှာပဲဖတ်ရမှာပဲအော်တင်းယုံကြည်ခြင်းအကြီးလာပါတကားတင်းယုံကြည်တဲ့အတိုင်းတင်းရဲ့သမီးမှာဖြစ်စေတင်းအပေါ်မှာဖြစ်စေတင်းရဲ့အနာရောဂါမှာဖြစ်စေဆိုပြီးတော့ဒီနေ့ယုံကြည်ခြင်းအပေါ်မှာလည်းတကယ်အလွတ်လွတ်တဲ့ဖခင်ဖြစ်တယ်ကျမတို့တမလွန်အရေးတစ်ခုတည်းနဲ့နော်ယုံကြည်တာမကဘဲနဲ့အခုလက်ရှိလောကမှာအသက်ရှင်တဲ့အခါမှာလေကိုယ်ပဲနေရာရောက်ထိုဖရားတကူဆက်လက်ပြီးမှယုံကြည်ကိုးစားခြင်းနဲ့အသက်ရှင်ဖို့အတွက်လည်းလိုအပ်တယ်ဆိုရာကိုဒီနေ့ပြန်လည်ပြီးမှခွန်အားပေးချင်တာဖြစ်တယ်နော်ဆိုတော့လူများနဲ့တိုင်ပင်ပြီးမှထာဝရဘုရားဂရုဏာတော်သည်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟုတက်ရှိမှကြည်သွားလေတန်ရှင်းခြင်းအတရေကိုချီးမွမ်းရသောတခြင်းတွေတို့ကိုထာဝရဘုရားဖို့ခံထားတော်မူ၏နော်ပြဿနာရင်ဆိုင်ရတဲ့အခါမှာကျေးဇူးတော်ကိုချီးမွမ်းတတ်ပါနော်ဒါဖခင်ရဲ့နေရာမှာဖြစ်တယ်နော်ဖခင်အပေါ်မှာစိတ်ချပြီးတော့မှချီးမွမ်းလိုက်ခြင်းကဒီနေ့ရန်သူကိုကျမတို့ရှုပ်ထွေးစရာနဲ့အတူတူပဲဖြစ်တယ်နော်ရန်သူကတော့အမျိုးမျိုးကျမတို့ကိုစောင့်ကြည့်မှာပဲလေအတွေးခေါ်အားဖြင့်အမျိုးမျိုးကျမတို့ကိုလာနှောက်မှာပဲနော်ကျမတို့ဆိုခဏခဏတွေးကြုံရတယ်ကျမတို့ဆိုကြုံရတယ်ဒါပေမဲ့အထဲမှာနှုတ်ကပတ်တော်ဆိုတဲ့အရာရှိတဲ့အခါကျတော့အော်ဒါရန်သူလုံနေရပဲဆိုတဲ့ဟာကိုကိုယ်ပြပြတိတက်တဲ့အခါမှာအဲ့ဒီအခြေအနေပေါ်မှာကျမက
အာယုံပြောင်းပလိုက်တယ်ဖယားကိုစတင်ပြီးတော့ချီးမွမ်းတဲ့အရာပေါ်မှာအဲ့ဒီချီးမွမ်းတဲ့အတိုင်းပဲအသက်တာထဲမှာတကယ်ကောင်းချီးခံစားရတယ်လေထုတွေပြောင်းလဲသွားတာဖြစ်တယ်မဟုတ်ရင်ရန်သူကကျမတို့ကိုလေအမျိုးမျိုးအုံနောက်ထဲမှာအတွေးခေါ်တဲ့အားဖြင့်စကားပြောတယ်စိတ်တက်ကြခိုင်းတဲ့အခြေအနေကိုကြည့်ခိုင်းပြီးတော့မှနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ခိုင်းပြီးတော့မှနော်အခြေအနေအမျိုးမျိုးကြည့်ခိုင်းပြီးတော့မှကျမတို့ကိုစိတ်တက်ကြခိုင်းတဲ့အရာတွေအများကြီးရှိတယ်ဒီအရာပေါ်မှာကျမတို့တမာတတိရှိဖို့အတွက်အရင်လိုအပ်တယ်နော်ဆိုတော့အဲ့မှာဘာတွေ့ရလဲဆိုလို့ရှိရင်နော်ထိုသူတို့သည်ချီးမွမ်းရာတခြင်းကိုစိုးစားပြုကြသောအခါယူရပြည်ကိုတိုက်အံ့သောငါလာသောစိရတောင်သားတို့ကိုအာမရုံအမျိုးသားမောဘအမျိုးသားတပည့်၌ထာဝရဘုရားချောင်းမြောင်းစေတော်မူသည်ဖြင့်အာမရုံအမျိုးသားမောဘအမျိုးသားတို့သည်အထိခိုက်ခံရသောကြောင့်တဲ့ကဲကျမတို့စတင်ပြီးမှချီးမွမ်းလိုက်တဲ့အရာပေါ်မှာဒီနေ့အခြေအနေကိုကျမတို့မကြည့်ဘဲနဲ့အဲ့ဒီပြဿနာကိုကျမတို့မကြည့်ဘဲနဲ့ထိုပြဿနာထက်ကျမတို့ကိုးကွယ်တဲ့ဖခင်ကတက်နိုင်တယ်သူလှုပ်ပေးနိုင်တယ်သူဖြည့်ရှင်းပေးနိုင်တယ်ဖခင်ရဲ့တက်နိုင်ခြင်းကိုပဲကျမတို့ကြည့်ပြီးမှကျမတို့စတင်ပြီးမှချီးမွမ်းတဲ့ခါမှာတဲ့ရန်သူတွေကဘာဖြစ်သွားလဲရှုပ်ထွေးသွားတာဖြစ်တယ်နော်ရှုပ်ထွေးသွားတယ်ရှုပ်ထွေးသွားတဲ့ခါမှာဘာဖြစ်လဲဆိုတော့နော်တယောက်နဲ့တယောက်ပြန်ပြီးမှတိုက်ကြတယ်တယောက်နဲ့တယောက်ပြန်ပြီးမှတိုက်ခိုက်ကြတယ်တဖန်စိရတောင်သားတို့ကိုတုတ်တင်ပယ်ရှင်းခြင်းကလက်ရွက်တိုက်တဲ့ဖြင့်အကောင်အစင်တက်ပြီးမှတယောက်ကိုတယောက်တိုက်ခိုက်၍ပျက်စီးခြင်းတို့ရောက်ကြ၏တဲ့နော်ဆိုတော့ဒီညမှာကြည့်တဲ့အခါမှာယောရှဖတ်မင်းကြီးဘက်ကရှိတဲ့သူတွေကအဲ့ဒီပြဿနာသူတို့အချင်းချင်းပြန်တက်နေတာကိုဘာလို့လဲဒီတိုင်းပဲရက်ကြည့်နေုံပဲနော်ရက်ကြည့်နေုံပဲဖယားကိုအားကိုးပြီးမှအသက်ရှင်တဲ့အသက်တာကလေအဲ့လိုအသာစီးရစီတာဖြစ်တယ်နော် is save နော်အချင်းချင်းပြန်တက်နေတာကိုသူတို့လက်ပိုက်ပြီးတော့ကြည့်နေုံပဲနော်ဘလောက်ကောင်းလဲနော်အော်စရာကောင်းတယ်နော်ဆိုတော့နော်ဖယားကိုအားကိုးခြင်းကကျမတို့ကိုပြဿနာတွေကိုအထက်စီးကနေပြီးမှဖယားအေးစီးကြည့်ခိုင်းမှာဖြစ်တယ်နော်ယူရလူတို့သည်တိုး၌ရှိသောကင်းမျော်စဉ်သို့ရောက်၍ထိုအလုံးအရင်းကိုကြည့်ရှုသောအခါထိုလူအပေါင်းတို့သည်တယောက်မျှမလွတ်မြေပေါ်မှာလဲသောအသေးကောင်ဖြစ်ကြ၏ဟာလေလုယာဖယားကိုအားကိုးခြင်းကဒါပဲနော်လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ယောရှဖတ်ဒီသူ့အားသူကိုးပြီးမှနော်သူ့ရဲ့စစ်တပ်ကိုသူထုတ်ပြီးမှသွားတိုက်မယ်ဆိုလို့ရှိရင်သူလည်းထိခိုက်နေနာမှုရှိမှာပဲသူ့ရဲ့လူတွေလည်းသေမှာပဲအနေနဲ့အများနော်ဒါပေမဲ့သူကိုးကွယ်တဲ့ထာဝရဘုရားသည်တက်နိုင်တဲ့ဘုရားဖြစ်တယ်နော်ကြီးမြတ်တဲ့ဘုရားဖြစ်တယ်အခြေအနေအလုံးစုံထက်ဒီနေ့ကြီးမြတ်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကို तू သိပြီးတော့မှ तू စိတ်ချပြီးတော့မှဘုရားကို तू ရှာတဲ့အခါမှာဘုရားကို तू အားကိုးတဲ့အခါမှာယောရှဖတ်မင်းကြီးရဲ့လူတွေတစည်းမှထိခိုက်ခံကြမလို့ပဲနဲ့ရန်သူတွေကအချင်းချင်းသူတို့ပြန်လဲပြီးတော့မှတိုက်ခိုက်ပြီးတော့မှအကုန်တယောက်မှမရှင်ဘူးတဲ့မြေပေါ်မှာလဲ၍အသေးကောင်ဖြစ်ကြတယ်တဲ့နော်သူတို့တိတ်ရှာမလို့ဘူးဖယားလှုပ်သွားတာဖယားအကုန်လုံးဖြည့်ရှင်သွားတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီအရာကိုသူတို့ဒီတိုင်းပဲကြည်နေရတာဖြစ်တယ်နော်အေးဆေးပဲအသာစီးပဲနော်ဆိုတော့ထိခိုက်နေတာရှာမလို့ပဲနဲ့ဖယားရဲ့ကောင်းကြီးကိုကျွန်တော်တို့ကခံစားရတာဖြစ်တယ်နော်ဖယားကိုအားကိုးတဲ့လူကနော်ဆိုတော့အသာစီးရစီတယ်နော်ကျမတို့ကအမြင့်ဆုံးသောဖယားရဲ့အသားသမီးတွေဖြစ်တယ်နော်ဖယားကိုအားကိုးခြင်းခိုလိုခြင်းကနော်ကျွန်တော်တို့ကိုဆုံးရှုံးမှုလုံးဝမဖြစ်စေဘူးနော်အသာစီးပဲရစီတာဖြစ်တယ်နော်ဆိုတော့စကြည့်အောင်ယောရှဖတ်နဲ့သူ၏လူတို့သည်ရန်သူတို့ဥစ္စာကိုလွတ်ယူခြင်းကလာကြသောအခါအသေးကောင်တို့၌များစွာသောဥစ္စာအဖိုးထိုက်သောတစားတို့ကိုတွေ့သဖြင့်ထမ်း၍မသွားနိုင်အောင်ချွတ်ယူကြ၏လက်ရဥစ္စာအလိုများသောကြောင့်3ရက်ပတ်လုံးလွတ်ယူထုတ်ထားလျက်နေကြ၏ကဲကြည့်ဖယားကိုအားကိုးတဲ့အခါမှာလေပင်မစရာလည်းမလိုဘဲနဲ့အသာစီးတော့ရန်သူတွေကလည်းအပိုင်တွက်လာမှာပေါ့ငါတို့အင်အားကြီးတဲ့နိုင်ငံ3နိုင်ငံပေါင်းပြီးတော့မှလာတိုက်တာဆိုတော့ငါတို့နိုင်ပြီးဆိုတာနဲ့ဒီတိုင်းပြည်မှာငါတို့တခါတည်းအခြေချမယ်နေမယ်ဆိုပြီးတော့မှသူတို့တန်ဖိုးကြီးတဲ့ပစ္စည်းတွေတခါတည်းတည်လာမှာပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့နောက်ဆုံးတော့ဖယားလှုပ်လိုက်တဲ့ခါကျတော့ရန်သူတွေကသူ့ဘာသူတိုက်ခိုက်ပြီးမှသူတို့တည်သွားတဲ့ခါမှာအဲ့ဒီရဲ့ပါလာတဲ့တန်ဖိုးကြီးလက်ရဥစ္စာတွေကိုယောရှဖတ်ကဖယားကိုအားကိုးတဲ့ဖယားလူယောရှဖတ်တို့ရဲ့အဖွဲ့ကအေးရအေးကြောင့်အဲ့ဒီပစ္စည်းကိုသူတို့ထုတ်သိမ်းတာဖြစ်တယ်အာမင်နော်ဖယားကိုအားကိုးခြင်းကအဲ့လိုပဲအသာစီးပဲအေးစေးပဲနော်ဖယားရဲ့လက်ထဲကိုကျမတို့အရာခတ်သိမ်းကျမတို့အနံတဲ့ခါမှာနော်ကောင်းကြီးမင်္ဂလာနော်နည်းနည်းလေးတော့မဟုတ်ဘူးအများကြီးနော်3ရက်တောင်မှသိမ်းရတယ်ဘယ်လောက်များတယ်လဲဆိုတာ3ရက်တောင်မှသူတို့ထုတ်သိမ်းရတယ်နော်ကျမတို့မဆုံးရှုံးဘူးဖခင်ကိုအားကိုးခြင်းကလေအသာစီးကျမတို့ကိုအမြဲတမ်းရစီမှာဖြစ်တယ်နော်ဆိုတော့
စရုထနေ့တွင်ဗယာခံချိုင်း၌စီဝေး၍ထာဝရဘုရားကိုကောင်းချီးပေးကြ၏ထို့ကြောင့်ယနေ့တိုင်အောင်ထိုအရသည်ဗယာခံချိုင်းဟုတွင်သည်နော်ဖျားသားသမီးအနေနဲ့ပြဿနာကိုမကြုံရတာမဟုတ်ဘူးနော်ကျမတို့ကြုံရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီရဲ့ပြဿနာကအဲ့ဒီပြဿနာအခြေအနေကလေဖျားကကျမတို့ကိုစားပွဲအဖြစ်ကျမတို့ကိုပြောင်းလဲပေးနိုင်တာဖြစ်တယ်နော်အရင်တော့အဲ့ဒီအရာကိုကျမမသိတဲ့ခါမှာပြဿနာကြုံလာပြီဆိုလို့ရှိရင်မကြုံချင်လူဆိုတာလေမခံစားချင်ဘူးလေမကြုံချင်ဘူးဒါပေမဲ့အဲ့ဒီပြဿနာကြုံပြီးတဲ့ခါတိုင်းဤနိယာမဖျားနဲ့ကြော်ဖြတ်တက်လာတဲ့ခါမှာပြဿနာလာလေကြိုက်လေပဲစုံစမ်းခြင်းလာလေကြိုက်လေပဲဘာလို့ဆိုတော့အဲ့ဒီပြဿနာပြီးတဲ့ခါမှာရလာတဲ့ရင့်ကျက်ခြင်းတွေရလာတဲ့ကောင်းကြီးတွေကချိုမြိန်လုံးလို့နော်အားကြောင့်ဒီနေ့ကျမ်းစာထဲမှာဗာရေးထားလဲဆိုလို့ရှိရင်23ခုမြောက်သောစာနဲ့အားလုံးသိရနော်23ခုမြောက်သောစာနဲ့အခန်းငယ်9ထဲမှာဗာရေးထားလဲဆိုတော့အကျွန်ုပ်ဤရန်သူတို့ရှေ့မှာအကျွန်ုပ်အဖို့ဇပွဲကိုခင်းတော်မူ၏တဲ့ရန်သူမရှိရမို့ရန်သူရှိတယ်ဒါပေမဲ့အဲ့ဒီရန်သူရဲ့အရှိမကျွန်တော်တို့အတွက်စားပွဲခင်းပေးတယ်ပြဿနာဆိုတာကျွန်တော်တို့အတွက်စားပွဲစုံစမ်းခြင်းဆိုတာကျွန်တော်တို့အတွက်စားပွဲပဲနော်ဝိညာဉ်မှာနောက်တစ်ဆင့်တက်လန်းဖို့နော်ဝိညာဉ်မှာထပ်ဆင့်ပြမကောင်းချီးခံစားရဖို့ဒါကစားပွဲပဲအဲ့ဒီအရာကိုကျွန်မမြင်တက်လာတဲ့အခါမှာလေဘာပြဿနာပဲလာအစ်စေပဲဘာမှဖြစ်တော့ဘူးဆိုတော့ဒီဟာလာပြီဆိုတာနဲ့ကောင်းချီးလာတော့မယ်ဆိုတာကျွန်မကြိုသိနေလို့နော်အားကြောင့်ဒီနေ့ဖယားလှုပ်တဲ့အရာအားလုံးကကျွန်တော်တို့တွေဘယ်တော့မှအချင်းနေတဲ့တမမဖြစ်ဘူးเนาะကျွန်တော်တို့ဒါပဲကောင်းချီးခံစားရဖို့ဖယားပေးတွေ့ကြုံတာဖြစ်တယ်ဖယားအခွင့်မရှိဘဲနဲ့လေကျွန်တော်တို့ဘာမှလည်းကြုံကြမရှိဘူးဖယားအခွင့်ရှိလို့ကျွန်တော်တို့ကြုံနေရတာဖြစ်တယ်အဲ့ဒီကြုံတဲ့အရာပေါ်မှာလေကျွန်တော်တို့ပေါ်မှာကြီးစွာသောအကြံစီရှိနေလို့ဖြစ်တယ်เนาะမှာဘာကြောင့်လဲဆိုတော့ကျွန်တော်အဖို့စားပွဲကိုခင်းတော်မူ၏ကျွန်တော်ခေါင်းကိုစီနဲ့လိမ့်တော်မူ၏နော်စီလိန်ချင်းတနည်းအားဖြင့်ရန်သူရှေ့မှာကျွန်တော်တို့ကိုချီးမြှောက်လိုက်တာဖြစ်တယ်။နော်ဖျားနဲ့ကြော်ဖြတ်တက်တဲ့အခါမှာဖျားနဲ့ကြော်လွားတက်တဲ့အခါမှာနော်ရန်သူရဲ့အရှိမကျွန်တော်တို့ကိုချီးမြှောက်လိုက်တာဖြစ်တယ်။နော်ပြီးတဲ့အခါမှာကျွန်ုပ်ခွက်ပလားသည်ရှန်လျက်ရှိပါ၏။နော်ခွက်ပလားရှန်ကြတယ်ဆိုတာဆောနာယောရှဖက်တို့လည်းခံစားရတယ်လေနော်။နော်သူတို့ကြုံတွေ့ရတာတကယ်ပြဿနာကြီး။ဒါပေမဲ့ဖျားနဲ့သူတို့ကြော်ဖြတ်တဲ့အခါမှာသူတို့ပြန်ရတဲ့ပစ္စည်းဥစ္စာကဘယ်နည်းတောင်ပြန်ထုတ်သိမ်းရလဲ။3ရက်သူတို့စစ်တိုက်စရာလို့လားဘာလို့လဲချီးပဲချီးမွမ်းလိုက်တာချီးမွမ်းရတဲ့ချင်းဆိုစပြုတ်လိုက်ရုံပဲရှိသေးတယ်နော်ဆိုတော့လုံလောက်ရုံမကဘူးပိုရှန်တော့ကောင်းခြင်းမလားကိုသူတို့ပြန်ပြီးမှခံစားရတာဖြစ်တယ်နော်အဲ့ဒါကြောင့်လေဖះကိုအားကိုးခြင်းလေအတားကြီးပဲနော်အတားကြီးပဲဖះသားသမီးဖြစ်ခွင့်ရတာလေအတားကြီးပဲနော်အရာရာအားလုံးတက်နိုင်တဲ့ဖះကိုတည်ခွင့်ရတာအတားကြီးနော်ဆိုတော့နော်လုံလောက်ရမကဘူးပိုရှန်တော့ကောင်းကြီးကိုဒီနေ့ခံစားရတာဖြစ်တယ်နော်ဆိုတော့အောက်မှာဆက်ကြည့်တဲ့အခါမှာဆုံးပါတော့မယ်ပြီးပါတော့မယ်ချိုခါသူတို့ဒီရန်သူတို့ပေါ်မှာဝမ်းမြောက်သောအခွင့်ကိုထာဝရဘုရားပေးတော်မူသောကြောင့်ယောရှဖတ်သည်ရှေးဥစွာကြွ၍ယူဒပြည်သူဂျေရုရှလင်မြို့သားအပေါင်းတို့သည်ဝမ်းမြောက်သောစိတ်နှင့်ယေရုရှလင်မြို့သို့ပြန်သွား၍စောင်းတရောတဘိုးကိုတီးမှုလျက်ဂျေရုရှလင်မြို့ဗိမာန်တော်သို့ရောက်လာကြ၏ထာဝရဘုရားသည်ဣသီလအမျိုး၏ရန်သူတို့ကိုတိုက်တော်မူကြောင်းကိုအခြားတိုင်းနိုင်ငံသားရှိသမျှတို့သည်ကြား၍ထာဝရဘုရားသခင်ကိုကြောင်းရွံ့ကြ၏ထို့သောဘုရားသခင်သည်အရက်ရက်၌ငြိမ်ဝတ်ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်ယောရှဖတ်၏နိုင်ငံတော်သည်တာယာ၏တဲ့ဟာလေလုယာနော်ဆိုတော့ဖခင်အားကိုးခြင်းမှာဖြစ်လေအတားကြီးပဲနော်အတားကြီးပဲကျွန်တော်ဘုရားရဲ့သားသမီးဖြစ်ခွင့်ရတာကအင်မတန်မှဂုဏ်ယူစရာကောင်းတယ်နော်အရာခတ်သိန်းကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်အဲကြောင့်ဒီနေ့ခွန်အားပေးခြင်းနဲ့တင်အလုပ်လုပ်နေတဲ့အခါမှာလဲတင့်ကိုတင်မြင်တဲ့အမြင်ပြောင်းပါနော်လက်ရှိမှာသူများအလုပ်လုပ်နေရလဲပဲငါအမြင့်ဆုံးသောဘုရားရဲ့သားငါအမြင့်ဆုံးသောဘုရားရဲ့သမီးဖြစ်တယ်နော်ကျမဆိုအမြဲတမ်းဝန်ခံတယ်မနဲ့မိုးလင်းတာနဲ့ကိုရောရဲ့ကောင်းမြတ်ခြင်းကသမီးကိုတမူထူးခြားစေလို့ယေရှုတင်တယ်ကိုရဲ့ကောင်းမြတ်ခြင်းကသမီးကိုအတားစီးရစေလို့ယေရှုတင်တယ်ထင်ပေါ်စေလို့လည်းယေရှုတင်တယ်ဆိုတော့မှကျမအမြဲတမ်းဝန်ခံတာဖြစ်တယ်ဝန်ခံတဲ့အတိုင်းအသက်တာထဲမှာလည်းတကယ်ပဲခံစားရတာဖြစ်တယ်နော်အကြောင်းဒီနေ့ကျွန်တော်ရဲ့ဘဝတက်တာထဲမှာအစာပြိုးခဲ့တယ်လို့ပဲဒီနေ့ရန်သူဆိုတဲ့အရာကအချိန်မရွေးကျွန်တော်တို့ကိုလာပြီးတော့မှတိုက်ခိုက်နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလက်ရှိဘာမှမဖြစ်ဘူးဆိုရင်တော့မှအမြဲတမ်းနှုတ်ကပတ်တော်နဲ့ကိုကင်းဆောင်ချထားပါဆုတောင်းခြင်းအဖြစ်ကိုအမြဲတမ်းကင်းဆောင်ချထားပါတော့အမြဲတမ်းအစဉ်သင့်ရှိနေပါတကယ်လို့အချင်းတွေရင်ဆိုင်ရရင်လေကျွန်တော်တို့မှာ
မိခိုးစရာကျွန်တော်တို့မှာအားကိုးစရာထိုဘုရားသခင်ရှိတယ်ဆိုတဲ့အရာကိုတိမှန်ဆွမ်းလန်းပြီးတော့မှအသက်ရှင်ပြီးတော့မှအောင်မြင်သောခရိယန်အသက်တာကိုပိုင်ဆိုင်တဲ့သူတစ်ယောက်ချင်းစီတိုင်းဖြစ်ဖို့လုံးကဒီနှုတ်ကပတ်တော်အဖြစ်ပြန်လဲပြီးတော့မှခွန်အားပေးချင်တာဖြစ်ခြင်းပေါ့နော်ဆိုတော့ကျွန်တော်တို့အားလုံးအတူကမတည့်ရအောင်လေနော်ဆိုတော့ကျွန်တော်တို့အစပိုင်းမှာဆိုခဲ့တဲ့ worship team နေချီးမွမ်းခြင်းစာပြူတာနဲ့ရန်သူတွေဂုံပြိုလေးဂုံပြီးဆိုတဲ့တခြင်းနဲ့နော်ပြန်လဲပြီးတော့မှအားရပါရချီးမွမ်းကြရအောင်နော်ဒီနေ့ဒီမှာလာတဲ့ခါမှာဖီအားအမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့သူလည်းရှိမယ်နော်မိသားစုထဲမှာလားကျွန်တော်တို့အလုပ်ထဲမှာလားဒါမဲ့တင်ဘလို့အခြေအနေမျိုးပဲကြုံနေရပါစေဒီနေ့အဲ့ဒီအခြေအနေထက်ဘုရားသခင်ပို၍ကြီးမြတ်တယ်ဆိုတဲ့အရာကိုဝန်ခံပါချီးမွမ်းပါနော်တင်ချီးမွမ်းလိုက်ပါရန်သူတွေကိုဒီနေ့ကျမတို့ရှုပ်ထွေးခိုင်းရအောင်ဟာဒီတယောက်ကအတွေးခွာအဖြစ်ငါအလုတ်လုတ်ထားတာလေသူအစင်မပြေခြင်းအဖြစ်ငါသူတို့ကငါလုတ်ထားတာလေဒါမဲ့ तू အားရပါရချီးမွမ်းနေပါလားဆိုပြီးတော့မှရန်သူကျမတို့ရှုပ်ထွေးခိုင်းရအောင်နော်အာမင်သူကပြန်လဲပြမချီးမွမ်းရအောင်အရှိမထွက်လာလဲရရနော်
လက်ထဲပဲပြန်အပ်ရအောင်နော်ကျွန်တော်အတူတကွဒီနေ့အနေစပြီးတော့ချီးမွမ်းခြင်းစပြုတာနဲ့ဆိုရအမတမအရေးကြီးတဲ့ယောရှဖတ်ရဲ့အောင်မြင်ခြင်းကြီးဖြစ်သွားတာဖြစ်တယ်။တင်ရဲ့အသက်တာမှာကျမ်းစာတွေအများကြီးသိတယ်။တီအိုရီတွေအများကြီးသိတယ်။ဒါပေမဲ့အိုးနောက်နဲ့သိတာသိယုံနဲ့အောင်မြင်မှုရတာမဟုတ်ဘူး။အာမင်။ချီးမွမ်းခြင်းစပြုတာနဲ့ဒီအသက်တာမှာတဲ့အောင်မြင်ခြင်းစပြုလာတာဖြစ်တယ်။ဟာလေလုယာ။ဒီနေ့အစပြီးတော့ချီးမွမ်းတတ်သောဂျီရိုကိုချီးမွမ်းတတ်သောသူအရောက်စီတဲ့ဖြစ်ဖို့ဖျားကောင်းချီးပေးပါစေအာမင်အာမင်ကျွန်တော်အတူတကွအသက်တာတည်တည်ကိုဆုတောင်းပြီးတော့ဆက်ကကြရအောင်ကိုရိုဒီနီအနိစပြီးတော့ဂျီရိုကိုချီးမွမ်းတတ်သောသူဖြစ်စီတော်မူပါဆိုပြီးတော့ဟာလေလုယာဟာလေလုယာအိုရီမာခါရာမရှိခိရာဘာအိုကူရောပါပြတ်ကဘလောက်ပဲပြဿနာတွေကြုံတွေ့ပါစေအချီယနီကမပြီးတော့လေကူရောဂျေဇုတော်ကိုချီးမွမ်းတတ်သောအရောက်စီတဲ့ပြီဖို့ကောင်းချီးပြီးတော့မူပါရှန်သူတွေပဲလို့များပါစေအိုကူရောပါပြတ်ကကူရောကပူချီးမြတ်တော်ဖျားပြဿနာတင်အမျိုးမျိုးတဲ့ပူချီးမြတ်တော်ဖျားကူရောကိုချီးမွမ်းတတ်တော်အသက်တာကိုပိုင်ဆိုင်တော်သူတယောက်စီတဲ့အတွက်ဖြစ်ဖို့ရကောင်းချီးပြီးတော်မူပါကိုရောကိုချီးစွတဲ့နဲ့ကိုရောကိုချီးမွမ်းခြင်းအခွင့်ကိုရတော်တာသမီဖြစ်တဲ့အတွက်ကြောင့်ကိုရောကိုချီးစွတဲ့နဲ့ဒီနေ့ဒီညနေစပြီးတော့ပြဿနာခက်ခဲတစ်ခုခုကြုံတွေ့တဲ့အချိန်မှာမင်းကြီးယောဆဖတ်လူကိုရောကိုချီးမွမ်းတော်သူတယောက်စီတဲ့ဖြစ်ဖို့ရအတွက်ကောင်းချီးပြီးတော်မူပါအာမင်ပြဿနာကိုပဲမ focus ပဲနဲ့အချီးနီတွေကိုပဲမချီးပဲနဲ့အချီးနီတဲ့ကြီးမြတ်တဲ့ဘုရားပြဿနာတဲ့ကြီးမြတ်တဲ့ဘုရားကိုကိုးကွယ်ဖို့ရဘုရားကို focus နိုင်ဖို့ရအရောက်စီတဲ့အတ္တကိုကောင်းချီးပြီးတော်မူပါဆီယမကညာဖို့သူရဲ့အနာဂတ်မှာပူပြီးပြီးတော်မူပြီးအသက်တာကိုတောင်းပြုတော်မူပါနိုင်ငံတော်ကျေပြန့်ဖို့ရအတွက်သူကျန်စီတဲ့အတိုင်းကိုရောလူတော်ရှိတဲ့အတိုင်းနဲ့ဆိုကြီးမားမားအတုံးတော်ခံတော်ဆီယမတယောက်ဖြစ်ဖို့ရကောင်းချီးပြီးတော်မူပါအာမင်ဒီနေ့နှုတ်ကပတ်တော်အပြင်ကိုရောကိုချီးစွတဲ့နဲ့အရောက်စီတာတတအတိတိ၌ဒီနေ့အနေစာပြီးတော့ကိုရောကိုချီးမွမ်းတတော်အေယာကနေထားတဲ့အချိန်အနေစာပြီးတော့ဂျေဇုတော်ကိုချီးမွမ်းတတော်အရောက်စီတာဖြစ်ဖို့ရအတွက်ကောင်းချီးပြီးတော်မူပါအာမင်ဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကဲတဲ့ပါရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစေကအနာမမြတ်စွာဘုရားသခင်အာမင်အာမင်ကျေးဇူးတင်ပါတယ်ဘုရားရှင်ဘုရားကောင်းချီးပေးပါစေ